မြေအောက်ကနေရေနံကိုစတင်ထုတ်ယူတဲ့အခါရွှွတ်နွံတွေလိုမျိုးမဲနက်ပြီးစီးကပ်နေတာကိုတင်တတိထားမိဖူးပါသလားအဲ့ဒီကနေမှကျွန်တော်တို့နေ့စဉ်သုံးနေတဲ့တန့်စင်တဲ့ဓာတ်ဆီဒီဇယ်စတာတွေကိုဘလို့များထုတ်ယူရရှိတာလဲတကယ်တော့မြေအောက်ကနေရတဲ့ရေနံစိမ်းရဲ့10%တောင်မှအလက်ဟတ်တအလေးလွတ်မရှိပါဘူးပထမဦးဆုံးအနေနဲ့ရေနံစိမ်းတွေကိုရေနံချက်စက်ရုံကိုတည်ယူပြီး350ဒီဂရီကနေ400ဒီဂရီဆဲလ်စီယပ်အထိအပူပေးရပါတယ်အဲ့ဒီနောက်မှာတော့အမြင့်ကြီးရှိတဲ့ရေနံပေါင်းခံမျှော်စင် DISTILLATION Tower တွေကိုထည့်လိုက်ပါတယ်အဲ့ဒီအခါမှာရေနံထဲမှာပါတဲ့အပေါ်စားပစ္စည်းတွေကအပေါ်ကိုတက်လာပြီးအလေးစားပစ္စည်းတွေကတော့အောက်ခြေမှာအနေထိုင်ထားပါတယ်အပေါ်ဆုံးအဆင့်မှာတော့ဓာတ်ငွေ့ gas တွေထွက်လာပါတယ်ဒါတွေကိုစလင်ဒါဘူးတွေနဲ့ထည့်ပြီးကျွန်တော်တို့အိမ်တုံးမီးဖိုတွေမှာတုံးကြပါတယ်ဒုတိယအဆင့်မှာတော့ဓာတ်ဆီကိုရရှိပါတယ်ဓာတ်ဆီရဲ့အောက်အဆင့်မှာတော့ naphtha ရှိပြီးဒါကို plastic နဲ့တခြားဓာတ်တူပစ္စည်းတွေထုတ်လို့ရမှာအသုံးပြုပါတယ်သူ့ရဲ့အောက်မှာတော့ရေနံဆီ kerosene ကိုရရှိပါတယ်ရေနံဆီရဲ့အောက်မှာတော့ diesel ကိုရရှိပြီး diesel ရဲ့အောက်မှာတော့ချောဆီ lubrication oil ကိုရရှိပါတယ်ဒီချောဆီကနေမှ grease နဲ့ vaseline လိုမျိုးပစ္စည်းတွေကိုထုတ်လုပ်ပါတယ်သူ့ရဲ့အောက်မှာတော့ပိုပြီးပြစ်တဲ့လောင်စာဆီ fuel oil ကိုရရှိပါတယ်ဒါကိုတော့စက်ရုံကြီးတွေနဲ့သင်္ဘောကြီးတွေမှာအသုံးပြုပါတယ်နောက်ဆုံးအောက်ခြေမှာကျန်နေခဲ့တာကတော့ကတ္တရာထားနဲ့ဘီဂျူမင်ပဲဖြစ်ပါတယ်ဒါကိုတော့လမ်းခင်းတဲ့နေရာမှာအသုံးပြုပါတယ်ဒါကြောင့်မို့လို့ရေနံရဲ့အစိတ်ပိုင်းကိုင်းကအသုံးဝင်တာကြောင့်တစ်ကမ္ဘာလုံးကရေနံကိုအလေးထားနေကြတာဖြစ်ပါတယ်